တမြာသီးတွေဗျာတမြာသီးဒီကောင်ဒီတမြာသီးဒီကျွန်တော်တို့ဒါချီချန်ထဲမှာရှိတဲ့ဒီတမြာသီးကအရေးရမ်းအောင်တယ်ဗျာပုံမှန်ဆိုရင်သူအစိတော့ပါတယ်ဒါပေမဲ့အရေးတော့တအားအောင်တယ်တချို့တမြာသီးတွေဆိုရင်မနေ့ညက်ကလည်းဗျာအရေးသိမ့်မရှိဗျာဒီတမြာသီးကတော့အရေးတော်တော်အောင်တယ်လို့ပြောလို့ရတယ်ဟိုတမြာသီးမှာဘာကောင်းကျိုးရှိတယ်ဆိုတော့ကျွန်တော်ဆိုရင်ဒါမနက်တိုင်းလို့တမြာသီးရင်တွေချမ်းတောက်တယ်လေအားလုံးလည်းသိမှာပါတမြာသီးရင်တွေချမ်းဒီဝိတ်ကြတယ်ဘိုက်ချက်တယ်ဆိုပြီးတော့เนาะအဓိကတော့ तू ကဘာကောင်းလဲဆိုတော့ဒီရင်တွေးပူတော့တမြာသီးညက်တောက်တဲ့အရာဒီကိုခန့်စွမ်းကိုကောင်းစေတယ်ပြီးတော့ဒီအစာချိတ်စနစ်ပေါ့ဇာအိုလန်းကြောင်းကိုကောင်းမွန်စေတယ်ပေါ့ဒီဝင်းမှန်စေတယ်ပေါ့ဗျာဝင်းမချုပ်တော့ဘူးဝင်းမှန်စေတယ်ပြီးတော့ကိုခန့်စွမ်းကောင်းစေတယ်ပေါ့တမြာသီးမှာဒီဗီတာမင် C အများကြီးပါတဲ့အတွက်ကြောင့်မလို့ဒီပြီးတော့ကိုခန့်စွမ်းကောင်းစေတယ်ပေါ့အဲ့ဒါပါပဲပြီးတော့ဒီအခုခေတ်စားသလိုပေါ့တမြာသီးကိုဒီပြားရည်နဲ့စိမ်ပြီးတော့လည်းစားလို့ရတယ်ပေါ့ပြားရည်နဲ့ကွင်းလေးလှီးပြီးပြားရည်နဲ့စိမ်ပြီးတော့လည်းစားကြတယ်ဗျအဓိကဒီခန္ဓာကိုယ်မှာရှိတဲ့မကောင်းတဲ့အဆီတွေပါအကြောင်းလို့ဆိုပြီးတော့ဒီဝိတ်ချနေတဲ့သူတွေဝိတ်ထိန်းနေတဲ့သူတွေတောက်ကြတာပေါ့တမြာသီးရည်တွေးချမ်းတို့တမြာသီးနဲ့ပြားရည်နဲ့စိမ်တာတို့အဓိကထားပြီးတောက်ကြတယ်ဒါဆိုရင်ဒါတမြာပင်တပင်အောင်စိုက်ထားလို့ရှိရင်တော့ဟိုတအိမ်စာကတော့လုံးဝလုံလောက်တယ်ဗျာလုံးဝအသီးအများကြီးပြီးတာပေါ့တမြာသီးတွေအများကြီးပြီးတော့ကျွန်တော်ဆိုရင်တချို့ကတော့မနက်ပိုင်းပဲတောက်ကြတာကျွန်တော်ဆိုရင်မနက်ကောညရောနှစ်ချိန်တောက်တယ်ဗျာညနေပိုင်း၄ချိန်ကနေပိုင်းလုပ်ပြီးတော့လို့ရှိရင်လေဒီတမြာဒီရွေးပူရောတမြာလေးညစ်ပြီးတော့တောက်ဖြစ်တယ်မနက်လည်းတောက်တယ်ညလည်းတောက်တယ်ဒါပေမဲ့အရန်ချင်အောင်တော့အများကြီးညစ်မိစေနေဗျာဒီအစာရင်သမားတွေဆိုလို့ရှိရင်တော့ဟိုအဆင်မပြေမှဆိုလို့ပေါ့တချမ်းလောက်ပဲဖြစ်ဖြစ်အဲ့လိုပေါ့တစ်စိတ်လောက်ပဲဖြစ်ဖြစ်တမြာကြီးပူရောရင်လေးညစ်ပြီးတော့တောက်ပါဗီတာမင် C ပါတဲ့အတွက်ကြောင့်မလို့ကိုခန့်စွမ်းကတော့မြင့်တင်ပေးတာပါဘာလို့ဆိုတော့အခုလိုမိုးရသည်မှာဆိုလို့ရှိရင်ဗျာရာသီတုပ်ကွေးတွေအေးမီယာတွေကိုခန့်စွမ်းနဲ့ဖြစ်တတ်တဲ့အရာတွေဆိုလို့ရှိရင်တော့ကာကွယ်ပြီးသားဖြစ်တာပေါ့ဗီတာမင် C ပါတော့ကိုခန့်စွမ်းကိုကောင်းစေတဲ့အတွက်ကြောင့်မလို့ကာကွယ်ပြီးသားဖြစ်တာပေါ့အဲ့ဒါတော့ပါတယ်လူကြီးတွေဆိုလို့ရှိရင်တော့အနံလေးရှူလိုက်တာမူးမော်ပြတာပေါ့ဗျာဒါခေါင်းအောက်ပဲထားအေးပြီးသွားရင်ပဲစောင်းသွားအမူးမော်ပြတာပေါ့နောက်ရှင်းနေပြီလားဒီလိုလားဟိုမှာကြည့်ရရင်တော့မော်နာတမြာတိအငွေ့ဝင်သွားတယ်ဟုတ်ပါဘူးလို့ပြောရတယ်ဘိုးပြောကြလားဟုတ်လားဘာလဲဘယ်လိုပဲကြည့်အောင်ဒါလူကြီးတွေလိုက်ဟုတ်လေညက်လိုက်အငွေ့မောနာဟုတ်တော့ကျွေးရတယ်ကျွေးရတယ်လည်းအများကြီးပဲလေတိုက်ထားတာထင်တယ်လေတိုက်ထားတာထင်တယ်နှလုံးဆုံးပြီးတော့တို့我觉得我会。Hello，快来了！叶子这边的呀，一山你我那在家还一没超。